ဥရောပရဲ့ဘရင်စစ်ကိုဆုံးဖြတ်မဲ့ညဟာနီးကပ်လို့လာခဲ့ပါပြီ။လာမယ့်မေလ30ရက်နေ့ဟန်ဂရီနိုင်ငံဘူဒါပက်စ်မြို့ကပုရှ်ကတ်အရီနာကွင်းကြီးထဲမှာတကမ္ဘာလုံးစောင့်မျှော်နေကြတဲ့ချန်ပီယံလိဗိုလ်လုပွဲကြီးကိုကျင်းပသွားတော့မှာပဲဖြစ်ပါတယ်။ဒီနေ့ရဲ့ဖိုင်နယ်ကတော့ကလပ်အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ် UCL ချန်ပီယံဆုကိုအရလိုချင်နေတဲ့အာဆင်နယ်အသင်းနဲ့မိနစ်ကမှသမိုင်းဝင်ချန်ပီယံဖြစ်ထားပြီးအခုဆိုနှစ်နှစ်ဆက်တိုက်ဘက်တူဘက်ချန်ပီယံဆုကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့ PSG အသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပဲဖြစ်ပါတယ်။ဒီအသင်းနှစ်သင်းကြားမှာပြီးခဲ့တဲ့ရာသီဆီမီဖိုင်နယ်တုန်းကလည်းအကျိတ်နဲ့ရှိခဲ့တဲ့ဘောင်ချာဟောင်းတွေရှိပါသေးတယ်။အာဆင်နယ်အသင်းရဲ့သမိုင်းဝင်ချန်ပီယံဆုကိုပထမဆုံးချိန်ရယူသွားနိုင်မလား။ PSG အသင်းကပဲဥရောပဘရင်ပွဲကိုဆက်လက်စိုးမိုးသွားမလားဆိုတာဒီနေ့ဗီဒီယိုထဲမှာအသင်းနှစ်သင်းရဲ့ဗိုလ်လုပွဲစီကိုတက်လန်းလာတဲ့ဖြတ်သန်းမှုနီးပြူအပိုင်းအားပြိုင်မှုတွေနဲ့နှစ်ဖက်အသင်းမှာရှိတဲ့ key player တွေရဲ့အကြောင်းကိုကျွန်တော်အပြည့်စုံတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အရင်ဆုံး Premier League Champion Arsenal အသင်းရဲ့လမ်းကြောင်းကိုကြီးလိုက်ရအောင်ပါ